ဒီရက်ပိုင်းမှာတော့ကျောင်းသူတွေရဲ့အတွင်းငံကိုခိုးရိုက်ပြီးငွေရှာနေတဲ့ကျောင်းသားတစုကိုနန်နိုကပညာပေးမှာဖြစ်ပြီးသားသမီးချင်းမဆန်လာတဲ့ကျောင်းအောင်ကြီးကိုပါလမ်းကြုံသင်ခန်းစာပေးမှာဖြစ်ပါတယ်။အပိုင်းနှစ်မှာတော့ကျောင်းဆရာမကြီးခွန်ရဲ့တားဖြစ်သူပတ်တို့အဖွဲ့ဟာကျောင်းသူမိန်းကလေးတွေရဲ့မဖွဲမရပုံကိုခိုးရိုက်ခါရောင်းစားနေကြပါတယ်။ကျောင်းသူတရားဖြစ်တဲ့မနီကဒီအကြောင်းတွေကိုသိတော့ကျောင်းဆရာမကြီးစီကိုသွားတိုင်ပါတယ်။မနီကသူတို့ရယူခံထားရတဲ့စကတ်အောက်ကပုံတွေကိုပြကဒီပြဿနာကိုတနည်းနည်းဖြေရှင်းပေးဖို့အတွက်ဆရာမကြီးကိုတောင်းဆိုကြပါတယ်။ပတ်တို့အဖွဲ့ဟာကျောင်းသူတွေမျက်နှာကိုပါတွဲတင်တာဖြစ်ပြီးရေဒီယံစနစ်နဲ့ဈေးဆောင်ဖြတ်ကရောင်းချတာဖြစ်ပါတယ်။ဆီယာမာကြီးခွန်ကတော့ဓာတ်ပုံရိုက်တဲ့သူတွေရဲ့အပြစ်မဟုတ်ပဲကျောင်းသူတွေကိုသာအပြစ်တင်ပြီးတော့ဒူအောက်တထာပိုရှိတဲ့စကတ်တွေကိုဝတ်ဖို့ပြောနေပါတယ်။ဒါအပြင်ကျောင်းဆီယာမာကြီးကကျောင်းသူတွေကိုဘယ်လိုနေထိုင်ရမယ်ဆိုတာအမြဲသင်ပေးနေရမှာလားလို့ပြောတော့ကျောင်းသူမနီကလည်းဆီယာမကရောအဝတ်စားလဲတဲ့အခါပေါင်ကားမထောက်လားလို့ပြန်မေးခဲ့ပါတယ်။ဒါကိုဆီယာမာကြီးကသူပြောနေတော့စကားဖြတ်ပြောတာယဉ်ကျေးမှုမရှိဘူးလို့မနီကိုဆူနေပြီးတော့တားဖြစ်သူဘက်ကိုတော့အသေးအံကောက်ဝေးနေခဲ့ပါတယ်။အဲဒီနောက်မှာကျောင်းသူအစ်စ်ကိုမနီတို့အခန်းစီကိုခေါ်သွားခိုင်းလိုက်ပြီးကျောင်းသူအစ်စ်ကတော့ပတ်တို့ကိုပညာပေးဖို့ရောက်နေတဲ့နန်နိုပဲဖြစ်ပါတယ်။ပတ်နဲ့တူသူ့ရဲ့တငယ်ချင်းတွေဖြစ်ကြတဲ့မခေါင်နဲ့ထွိုင်တို့ကကျောင်းသူအစ်စ်ဖြစ်တယ်လို့ဘတ်စကားဘောအဖွဲ့ဝင်အစ်စ်ဖြစ်လာတဲ့နန်နိုကိုအင်တာဗျူးနေပါတယ်။မခေါင်ကနန်နိုကိုမိတ်ဆက်ခိုင်းပြီးဒီကျောင်းကိုလာတက်ရရည်ရွယ်ချက်ကိုမေးပါတယ်။နန်နိုကဒီကျောင်းအကောင်တွေကချစ်စရာကောင်းတယ်လို့ကြားပြီးသဘောလဲကောင်းကြတယ်မလားလို့ဖြေပါတယ်။အဲဒီနောက်နန်နိုရဲ့ပုံတွေကိုရေတင်ဖြတ်နေပြီးမနီထက်ပိုလာတဲ့နန်နိုကိုအမှတ်ပြပေးလိုက်ခါဘတ်9000အထိဈေးတင်နေကြပါတယ်။နန်နိုကိုမြင်တာနဲ့ဆွဲလန်းသွားတဲ့ကျောင်းသားတွေကနန်နိုရဲ့ကြောင်လေးကိုမြင်ချင်နေပြီးလူတော်ဒီလောက်လှတာဟိုဟာလေးဆိုပိုလာမှာပဲဆိုတဲ့မှတ်ချက်တွေပေးနေကြပြီးပတ်တို့ဈေးခေါ်ထားတဲ့ဘတ်9000ကိုချက်ချင်းလွှဲပေးပါတယ်။နန်တို့ရဲ့စကားအောက်ကပုံကို၄ရက်အတွင်းပြတ်ပို့ပေးရမယ်ဘတ်တို့ကဘန်နဲ့ကိုဝင်လာတဲ့ပတ်စံတွေကိုကြည့်ပြီးတော့ပျော်နေကြပါတယ်။နောက်မှာတော့ကျောင်းဆရာမကြီးခွန်ကကျောင်းသူတွေစကားအောက်ကပုံတွေပြတ်နေရကြောင်းဖုန်းဆက်မေးတဲ့မိဘတွေကိုဖြေရှင်းနေရပါတယ်။ဆရာမကြီးကဒီပုံတွေက AI နည်းပညာနဲ့လုပ်တာဖြစ်နိုင်ပြီးတော့ဒီပုံတွေဘယ်ရလာလဲဆိုတာကိုသူတို့ကျောင်းကတော့မသိရသေးဘူးလို့ပြောပါတယ်။အဲဒီနောက်မှာစာတင်ချိန်ဖြစ်နေတဲ့မနီတို့အခန်းကိုသွားပြီးပုံတွေကျောင်းကိုမနီဖြတ်လာလို့ဆွဆွဲကဖုန်းရဲ့ password ကိုဖွင့်ခိုင်းပါတယ်။မနီကမဖွင့်ပေးပဲလုပ်နေတာကြောင့်နေရကျောင်းကိုအဆက်ခွဲနေတာပဲနင်းစကားအောက်ကအရာကိုနင်းကိုယ်တိုင်တော့မကာဝယ်နိုင်ရင်ငါတို့ကဘာလုပ်ပေးရမှာလဲဆိုပြီးသားသမီးချင်းမစာမနာပြောပါတယ်။သူတို့ဘက်ကရက်တီမပေးပဲအပြစ်ပဲတင်နေတဲ့ဆီယာမကြီးခွန်ကြောင့်မနီလဲဝမ်းနဲ့နေပါတယ်။ဘေးမှာထိုင်နေတဲ့နန်တို့ကကျောင်းဆီယာမကြီးပြောတာမမှားကြောင်းပြောပါတယ်။ဒါကြောင့်မနီကနန်တို့နေငါနေရာမှာဆိုရင်ဘလို့ကန်တယ်မလဲလို့မေးပါတယ်။နန်တို့ကဆီယာမကြီးပြောတဲ့အတိုင်းလုပ်မယ်။ငါတို့ပေါင်ကြားကအရာကိုငါတို့ပဲကာဝယ်ရမယ်လို့ပြောပါတယ်။အဲဒီနောက်မနီတို့လည်းအဝတ်လဲခန့်ကအစားအိမ်သာအစုံလျှို့ဝှက်တက်ဆင်ထားတဲ့ကင်မရာတွေကိုရှာပါတယ်။နောက်ဆုံးမှာအရုပ်အိမ်မျိုးလုံးနဲ့ထည့်ထားတဲ့ကင်မရာကိုနန်တို့ကတွေ့သွားပြီးလက်တော့ကနေစောင့်ကြည့်နေတဲ့ပတ်တို့အဖွဲ့ကိုပျော်စရာကောင်းတာတွေလာတော့မယ်လို့ပြောပါတယ်။နန်တို့ရဲ့ပေါင်ကြားပုံကိုဘတ်9000နဲ့ရောင်းထားပြီး၄ရက်အတွင်းပို့ပေးရမယ့်ပတ်တို့ကနန်တို့ရဲ့ပုံကိုအမြန်ရအောင်လုပ်ဖို့ကြံပါတယ်။ဒါကြောင့်နန်တို့ထိုင်တဲ့ခုံသွားတဲ့လမ်းနဲ့အိမ်သာအခန်းတွေကအစားလျှို့ဝှက်ကင်မရာတွေကိုလိုက်တက်ပါတယ်။နန်တို့ကပထမရက်မှာ18လက်မအရှိရှိရဲ့စက္ကန့်ဒုတိယရက်မှာ16လက်မနဲ့တတိယရက်မှာ14လက်မတရက်ထက်တရက်ပိုပိုတိုလာတဲ့စကတ်တွေကိုဝစ်ခဲ့ပေမဲ့နန်တို့ရောက်လာတဲ့အချိန်တိုင်းမှာကင်မရာတွေကပြတ်သွားတာကြောင့်ပတ်တို့ကြောင်ပြောက်နေပါတယ်။ကင်မရာကရိုက်ယူထားမိတဲ့နန်တို့ရဲ့ပုံတွေကိုကြည့်မိလိုက်တဲ့အခါစကတ်အောက်ကိုရိုက်မိတဲ့ပုံမရှိဖြစ်နေပါတယ်။တပုံမှာအမျိုးသားအင်္ဂါကိုရိုက်မိထားတာဖြစ်ပြီးတော့ဘသူဟာလည်းမသိတဲ့ပတ်နဲ့မခေါင်ကမှဲ့လေးတောင်ပါနေတဲ့မမဲတက်တက်လေးဆိုကရင်းနေကြပေမဲ့သူ့ပစ္စည်းဆိုတာတည့်ရထွိုင်ကတော့မပြောနိုင်ဖြစ်နေပါတယ်။ဖုန်းကြည့်ပြီးလမ်းလျှောက်လာနေတဲ့ထွိုင်ကနန်တို့နဲ့တိုက်မိပြီးတော့ဖုန်းပြုတ်ကျသွားပါတယ်။နန်တို့ကဖုန်းကိုကောက်ပေးလိုက်ပြီးမမဲတက်တက်လေးနဲ့မှဲ့ပါတာဒွိုင်းဟာလာလို့မေးပါတယ်။ဒွိုင်းကပြန်မဖြေပဲထိတ်လန့်နေပြီးနန်တို့ကတော့နောက်မှတွေ့မယ်ဆိုတာထွက်သွားပါတယ်။နန်တို့ရဲ့ပုံကိုရဖို့ခက်ခဲနေတဲ့ပတ်တို့ဟာခဏတစ်ခုမှကင်မရာတက်ထားပြီးနန်တို့ရဲ့ပေါင်ကြားကိုကိုရိုင်းချီလောက်ထိုးကပုံရယူဖို့အကြံထုတ်နေပါတယ်။ဖနက်ကိုတော့မခေါင်ကစီးမှဖြစ်ပြီးပတ်ကအစင်ပြေမလားမေးလိုက်တော့စိတ်ကြီးဝင်နေတဲ့မခေါင်ကစောင့်ကြည့်နေလိုက်လို့ပြောပါတယ်။အဲဒီနောက်မခေါင်ကနန်တို့အနောက်ကိုလိုက်သွားပြီးလူပြတ်တဲ့နေရာအရောက်မှာနန်တို့ကလှည့်ကြည့်လိုက်တော့မခေါင်တွေ့လိုက်ပါတယ်။နန်တို့ကမခေါင်လမ်းခေါ်တော့နန်တို့စီသွားပြီးအမေများနဲ့အတွက်အင်တာဗျူးဖို့လို့လိန်ပြောလိုက်ပါတယ်။မခေါင်ရွယ်ချက်ကိုသိနေတဲ့နန်တို့ကမခေါင်နောက်ကိုတိုးကပ်လိုက်ပြီးရတယ်လေလို့ပြန်ပြောပါတယ်။မခေါင်ကဖုန်းနဲ့ဗီဒီယိုရိုက်ခါနန်တို့ကိုအားလုံးလာခဲ့ကြဖို့နဲ့အဲဒီနေ့ကျရင်ပြောစရာအများကြီးရှိလို့စောင့်ကြည့်နေဖို့ဖြေခိုင်းပါတယ်။အဲအချိန်မှာမခေါင်ကနန်တို့ပေါင်ကြားကိုရှေ့တော့ထိုးလိုက်ပြီးနန်တို့ကအရှိတိုးလိုက်တဲ့အချိန်မှာမခေါင်တယောက်လဲကျသွားပါတယ်။နန်တို့ကအမျိုးသမီးအတွင်းကပုံကိုကိုစားပြုတဲ့သတိကံပုံကိုလက်နဲ့ဆွဲပြလိုက်တဲ့အခါဘေးနားမှာရှိနေတဲ့ခွေးလေးကမခေါင်ရဲ့ပေါင်ကြားကိုပြေးကြိုက်ပါရတယ်။ခွေးလေးကအမျိုးသားအင်္ဂါကိုမလွတ်တမ်းကြိုက်ထားပြီးမခေါင်ကတော့အလူးလဲခံနေရပါတယ်။စေကန်းကိုပြတဲ့အခါမခေါင်ရဲ့ဥတလုံးကကြေသွားပြီးတလုံးကတော့လှုပ်လှုပ်ကြောင်းနဲ့ကလေးယူဖို့လဲစင်ပြေကြောင်းဆရာဝန်ကပြောပါတယ်။ခွေးလေးကျေးဇူးနဲ့တလုံးကြေဖြစ်သွားတဲ့မခေါင်ကစိတ်ညစ်နေပြီးပတ်ကမခေါင်ခြေထောက်ကိုကြည့်တဲ့အခါဖနက်တစ်ဖက်ပြောင်းနေအောင်တွေ့သွားပါတယ်။တစ်ဖက်မှာတော့နန်နိုနဲ့မနီတို့ဟာမခေါင်ကြိုက်သွားတဲ့ခွေးလေးကိုကျေးဇူးတင်ကြောင်းပြောကအောင်မဲခံနေပါတယ်။ကျောင်းကိုကွာတာနဲ့လာနေရတဲ့တလုံးကြေလေးမခေါင်ဟာကျောင်းသားတွေလှောင်တာကိုခံနေရပါတယ်။နန်နိုရဲ့ကြောင်လေးပုံကိုအခုထိမပေးနိုင်သေးတဲ့ပတ်ကိုကြာလိုက်တာဒီကောင်ငါတို့ကိုလိန်သွားပြီလားကြောင်လေးကိုတွေးကျင်နေပြီဆိုတဲ့မှတ်ချက်တွေပေးနေပါတယ်။အဲအချိန်မှာနန်နိုရောက်လာပြီးမခေါင်ကြံခဲ့တဲ့ဖနက်တစ်ဖက်လာပေးပါတယ်။အခွင့်အရေးကရှိတဲ့တက်ကိုရောက်လာတဲ့အတွက်နန်နိုကိုဘီယာတိုက်မယ်ဆိုကအိမ်ထဲကိုခေါ်လိုက်ပါတယ်။
အဲဒီနောက်ထိုင်ကုန်မှာနေရာပေးလိုက်ပြီးသူကတော့အိမ်သာခန့်ကိုပြေးကလှုပ်ဝက်ကင်မရာတက်ပါတယ်အကြံကတော့နန်းတို့ကိုဘီယာအများကြီးတိုက်ကအပေါ်သွားကျင်လာအောင်လုပ်ပြီးအိမ်သာဝင်အောင်စီစဉ်ဖြစ်ပါတယ်ကင်မရာတက်ပြီးတဲ့ဘက်ကဘီယာ10ဘူးယူလာပြီးနန်းတို့ကိုချပေးပါတယ်အဲဒီနောက်တစ်ခုကိုဖောက်ပေးလိုက်ပြီးနန်းတို့ကခဏလေးနဲ့မော့တောက်လိုက်ပါတယ်ခဏလေးနဲ့တပူးကုံသွားတဲ့နန်းတို့ကိုပတ်ကနောက်တပူးထပ်ဖောက်ပေးပေမဲ့နန်းတို့ကခဏလေးနဲ့ကောင်းအောင်ထပ်တောက်ပါတယ်ဒီလိုနဲ့ဘီယာရဲ့အကောင်တောက်ပြီးပြန်တော့မဲ့နန်းတို့ကိုပတ်ကရေထပ်တိုက်ပါတယ်နန်းတို့ကရေတော့မကြိုက်ဘူးလို့ပြောပြီးတော့ပြန်ဖို့လုပ်ပါတယ်ပြန်ရမယ့်လမ်းကဝေးတာကြောင့်လမ်းမှာအောက်ထားနေရမယ်ဆိုကအိမ်သားမှာအပေါ်ဆွတ်မှုပြောပေမဲ့နန်းတို့ကတော့အပေါ်မသွားချင်ဘူးပြောကထွက်လာခဲ့ပါတယ်အဲဒီနောက်မှာတော့တလုံးချေသွားတဲ့မခေါင်နဲ့မှဲ့ပါတဲ့ဒွမ်တို့ကိုဒဏ်တို့ကလှောင်နေပြီးအဆက်ရသွားတဲ့ចောင်းသားတွေဟာနန်းတို့ကိုလက်စားချေဖို့ကြံစည်နေကြပါတယ်အဲဒီနောက်မနီဟန်ဆောင်ကအတန်ခန်းကိုလာခဲ့ဖို့အတွက်နန်းတို့ကိုစာပို့လိုက်ပါတယ်အခန်းထဲကိုရောက်တဲ့အခါပတ်တို့ကအခန်းထဲကချက်ချင်းပိတ်လိုက်ပါတယ်ဓာတ်ပုံရိုက်တဲ့အခါနန်းတို့က6လိုက်တာမကြိုက်တော့ဘူးလားဆိုပြီးလက်ကိုဖမ်းကင်ပါတယ်နန်းတို့ရဲ့ခွန်အားကြောင့်နာကျင်နေရတဲ့ဘက်ကလက်လွတ်ပေးဖို့ပြောပေမဲ့နန်းတို့ကမျိုးလုံးစိတ်တွေနဲ့ကြည့်ကဖုန်းကိုပေါင်ကြားကိုထိုးပေးလိုက်ပြီးဓာတ်ပုံရိုက်ဖို့ပြောပါတယ်လက်နာနေတဲ့ဘက်ကမရိုက်နိုင်ပဲဖြစ်နေတာကြောင့်နန်းတို့ကိုယ်တိုင်ပုံတွေရိုက်ပေးလိုက်ပြီးတော့ပတ်ရဲ့လက်ကိုလွတ်ပေးလိုက်ပါတယ်အဲဒီနောက်ပုံတွေကချီတောက်ရှင်းဖြစ်တာကြောင့်ပုံထွက်လာဖို့အချိန်တစ်ခုတော့ကြာမယ်ပြောကအခန်းထဲကထွက်လာပါတယ်ပုံရပြီဆိုတာပျော်သွားတဲ့ပတ်တို့ကစောင့်နေပေမဲ့ပုံကတက်မလာပဲမိုးချုပ်လက်ထိမျောနေရပါတယ်တစ်ချိန်မှာပုံကတက်လာတာကြောင့်ပျော်သွားတဲ့ဘက်ကမခေါင်တဲ့ဒွိုင်တို့ကိုချက်ချင်းပို့ပေးပြီးဘတ်9000နဲ့ဝယ်ထားတဲ့သူတွေစီကိုလည်းပို့လိုက်ပါတယ်ရေဂျင်30အပြည့်ရှိတဲ့နန်တို့ရဲ့ပေါင်ကြားကိုမြင်သွားတဲ့ပတ်တို့ဟာပုံကိုကြည့်ပြီးတော့အာသာဖြစ်နေကြကမခေါင်ကတော့ခြေမပါကွေးကုန်ပါတယ်အာသာဖြစ်နေတဲ့ပတ်ရဲ့ခန်းထဲကိုအမေဖြစ်သူဆီယာမကြီးကဝင်လာတာကြောင့်ရှက်သွားတဲ့ဘက်ကအမေကိုမောင်းထုတ်ပါတယ်နောက်နေ့မှာတော့အမေများနေကိုကျင်းပဖို့ကျောင်းသားတွေစုံနေပြီးမိဘတွေလည်းစင်မမနေရယူကြပါတယ်ပတ်တို့ကမိဘတွေကိုကြောနေစဉ်ကျောင်းသားတွေလည်းကစူညံတန်တွေထွက်လာတာကြောင့်ကြည့်လိုက်တော့အနောက်ကပရိုဂျက်တာမှာကျောင်းသူတွေရဲ့ပေါင်ကြားကပုံတွေတက်လာတာပဲဖြစ်ပါတယ်ဒေါသထွက်သွားတဲ့အကြောင်းကြီးကဘသူလက်ချက်လဲမင်းတွေကဆရာကနန်တို့ကထလာပြီးတော့သူ့လောက်တာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီလိုအောက်တန်းကျတဲ့ပုံတွေကိုဘာလို့ဒီမှာပြရတာလဲပုံတွေကယွန်းစရာကောင်းနေဘူးလားလို့မေးလိုက်တဲ့အခါနန်တို့ကဒီပုံတွေကကျောင်းသူတွေရဲ့ပုံတွေကယွန်းစရာကောင်းနေပဲဒီပုံတွေကိုရိုက်တဲ့ကျောင်းသားတွေကသာယွန်းစရာကောင်းတာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲဒီနောက်မခေါင်တဲ့ဒွိုင်တို့ကင်မရာတက်နေကြတဲ့ဗီဒီယိုကိုပြပြီးအဆက်ခွဲပါတယ်မခေါင်တို့ကဘသူရိုက်ထားလဲမသိပေမဲ့တကယ်တော့မနီတို့ကနန်တို့ရဲ့အကြံစီနဲ့လှုပ်ထားခဲ့တာဖြစ်ပါတယ်သားကျေးဇူးကြောင့်သွေးတက်သွားတဲ့ဆရာမကြီးလဲကျသွားတဲ့အခါပေါင်ကြားကပေါ်နေပါတယ်ဆရာမကြီးခွန်ရဲ့အတွင်းကောင်ကိုမြင်သွားတဲ့ကျောင်းသားတွေကပတ်ပို့ထားတာသူ့အမေရဲ့ပေါင်ကြားဆိုတာသိလိုက်ပါတယ်ပတ်ကသူ့အမေရဲ့ပုံကိုနန်တို့ဆိုပြီးတော့လင်ရောင်းတယ်လို့ပြောနေကြပြီးကျောင်းသားတွေကတယောက်ကပုံကိုကြည့်ပြီးတော့အာသာဖြေမိကြောင်းလှမ်းអော်ပါတယ်တကယ်ကပတ်အာသာဖြေနေတဲ့အချိန်ဆရာမကြီးရောက်လာတဲ့နေ့မှာဆရာမကြီးကပတ်ကင်မရာတက်ထားတဲ့အိမ်သားကိုအရင်ဝင်ပြီးမှပတ်ရဲ့ခန်းကိုလာတာဖြစ်ပါတယ်အဲဒီနောက်မှာကျောင်းသားတွေကတောင်းချမ်းလာကြပြီးနန်တို့ကပတ်တို့ကိုဘာလို့ခွေးရချင်တာလဲနန်တို့ကောင်းကောင်းမွန်မွန်ပြောရင်နန်တို့ကပြမှာပေါ့လို့ပြောပါတယ်အဲဒီနောက်မှာပတ်တို့3ယောက်ကိုတရိကံပုံစံဝိုင်းလိုက်ပြီးမျက်လုံးမိတ်လို့မရအောင်လုပ်တဲ့ခေါင်းစုပ်တက်လိုက်ခါနန်တို့ကအနောက်ကိုလှည့်လိုက်ပြီးစကတ်ကိုလှမ်းမြရင်းနဲ့ဒီအပိုင်းလေးဒီမှာပဲပြီးဆုံးသွားပါတော့တယ်ဒါကတော့အပိုင်းနဲ့ဖြစ်ပြီးအပိုင်း3မှာတော့အနည်းဆုံးရန်သူကပိုပြီးကြောက်ဖို့ကောင်းတဲ့ဆိုတဲ့သင်ခန်းစာကိုနန်တို့ကသင်ကြားပေးမှာဖြစ်လို့စောင့်ကြည့်ကြဖို့တောင်းဆိုချင်ပါတယ်ရှင်